င်တက်လေးရှိတယ်တောင်တက်လေးရှိတယ်အမီးမပါဘူးလားအမီးမပါဘူးတော့အမီးပါတော့တုံးကအမီးရောက်တာမဟုတ်စပယ်လုံးနေတာကျက်သေးတုံးလားနော်အေးဝါရှောကိုစုံစမ်းပြီးလုပ်နေတာအေးဟုတ်ပြီဟုတ်ပြီဒါငါမင်းမရေးဆက်လိုက်အောင်ဘလို့နေလာတော့ဖဲတယ်ဘာလဲဘာမလို့စောင်းနေတာတော့မလေးကရက်နေတာဘာမလဲလူကဟုတ်မှာဘာမှတော့အေးမိမအေးအေးမမငါတောက်တာခင်ဗျာတားတာအေးဘာလို့မအခုငါကဘိန်းပေါက်သွားလို့ကွာအေးမိမအေးအခုယောက်ျားဘဝမှာတခါမှမစီးဘူးတဲ့လိုင်းကားကိုတားပြီးလိုင်းကားကြီးစီးရတော့မစီးအဲ့ဒါမစီးနဲ့ဘာမှမဟုတ်လေကွာဘာလို့လဲကွာဖုန်းလေးပြောနေတာကွာစီးပါမို့ခင်ဗျာမစီးနဲ့ကြီးကြီးချောအေးမိမမိမရေယောက်ျားကိုစိတ်ပူနေလားမပူနဲ့ယောက်ျားမေးလိုက်မယ်ဟဲ့ဟုတ်လေမင်းကအဲကွန်းပါလားဒီကောအေးငါမိမမေးနေပြစ်ချုပ်ကိုပေးအေးကိုပါကြောင့်နစ်လင်မောင်းတဲ့ကမ်းမလေးမင်းကငါမိမပဲဘာလို့ဝင်ပြောဒီကအေးကိုမဘလန်ခင်ဗျာစဉ်းစားဖို့ဘာတော့ခင်ဗျာဘာတော့ကိုဘာလို့မပါဘူးတဲ့မပါဘူးအခုဘာလဲယောက်ျားစီးရမှာပဲစီးကားပြမောင်းကြားမင်းငါတယောက်နဲ့စပယ်ပါမလားမင်းမမြင်ဘူးလားမင်းမဲမောင်းဆိုတော့မောင်းလာလေရပြီဆိုမောင်းတော့မောင်းလို့မရလေကွာလူပါမပါမေးကြည့်အောင်လေကွာမင်းကဘာမှနောက်မှငါပြေးလိုက်လာတာမင်းမတွေ့ဘူးလားရောက်မလားဟဲ့ငါတက်ဟင်အစိုးမနိုင်ပွားနေဘယ်လိုဖြစ်နေရလဲဟာဘယ်လိုဖြစ်ရမှာလဲကွာကားစီကငါ့ကိုထားခဲ့လို့ဖက်နဲ့လေးတော့ကောက်တော့ငါ့ကိုထားခဲ့လို့အေးနေကားဆက်တော့ကြည့်ပြောထားအောင်နော်ဟိုတရက်ကတော့ကားစီးရလေကားကိုဗဒိတ်အုပ်ချလိုက်တာဖိုက်ကြီးတဲ့ခလေးထွက်ကြသွားတယ်ဟာအဲ့လိုတော်ဆိုတာဟဲ့ရသမားရောမခဏဖက်နဲ့လာစီမယ်ဖက်နဲ့ကြည့်ပါဦးအိုးတို့ကြည့်ပါမသိဘူးလေကွာသူလာပေးတာဟိုဟာအိုးတို့နဲ့ဖက်နဲ့မှားသွားတယ်ကိစ္စရှင်းမယ်ဒီမခဏသိနိုင်ကောမရောက်သေးဘူးတက်လာလို့စင်းနေတာပဲရှောင်းတုတ်ပြောတယ်ဘယ်နဲ့ကွာငါသွားနေဆိုတော့ပြာမသိချင်ကောင်တမျိုးဟာကိစ္စအရေးကြီးနေဟုတ်ကဲ့တော့နေကမိုင်းတယ်ဟိုတော့တယ်ကွာဟုတ်ကဲ့တော့မမထိုင်ပါโอเคဟောပါတိုးပေးလိုက်ခမရလေကွာနေလည်းကွာမောခမရစမရမနာမခကြီးကကြာပါလို့ဆိုမှကွာလောက်ကိစ္စအရေးကြီးတယ်ဟဲ့ဘာလဲဘာလဲငါတို့တကယ်တကယ်နိုင်စားနေကြည်လားရှင်ရတွေ့တာဘာလို့မပြောရလဲဟာပြောနေ